န်းစီးပြီးတော့မောင်းထုတ်လိုက်စမ်းကျွန်ုပ်လူကိုခမရတို့တစ်ချက်လောက်ထိကြည့်ရရင်စမ်းကြည့်လိုက်လေမင်းညကကိုယ်လိုက်ရဲ့ခြေထောက်ကိုရိုက်ကျိုးပစ်တာနင်မလားဟုတ်တယ်မလားကိုယ်လိုက်ဆိုတာဘာကောင်းလဲကျမတို့အိမ်မှာအရင်ကမွေးထားတဲ့ခွေးတစ်ကောင်ရဲ့နာမည်ကတော့ဖူးကိုယ်လိုက်ပဲဒါပေမဲ့နှမျောစရာကောင်းတာကသူတည်သွားပြီးအသက်ကြီးပြီးအေးအေးဆေးဆေးတည်သွားရှာတာတကယ်ကိုကံကောင်းတဲ့ခွေးကလေးပဲအဖိုးကျွန်တော်ခြေထောက်ကညှက်ရိုးပါကြေသွားတာပါဒုက္ခိတဖြစ်ပြီးလမ်းမလျှောက်နိုင်တော့တဲ့အထီတော့မဟုတ်ပေမဲ့လည်းအကျိုးသက်ရောက်မှုတော့ရှိတယ်မပြောပလောက်တဲ့တတ်တော်ဆောင်တယောက်ကဖူအိမ်တော်ထဲမှာနောက်ထပ်အိမ်တော်ဦးစီးဖြစ်လာမဲ့သူကိုလက်ရဲဆက်ရဲလှုပ်ရဲတဲ့ပေါ့တကယ်ကိုသိချင်နေတာပဲအဖိုးကျွန်တော်အတွက်တည်တည်ချာချာမတရားမှုကိုဖြေရှင်းပေးရမယ်နော်အဖိုးနဲ့နင်ကကာတွန်းထဲကလို့အဖိုးလိုက်ရှာနေတာလားဒီလောက်အရွယ်ရောက်နေပြီအဖိုးပဲတစားစားခေါ်နေတယ်လုံးမပြတ်သေးဘူးလားဘာလို့အောက်ဆင်းပြီးနင့်အဖွားကိုသွားမရှာတာလဲအဖိုးမရိုင်းဆိုင်တဲ့နေဝင်မခံဘူးပေါ့ဟုတ်လားဟောပေါ်သွားပြီးစောင့်ကြည့်ကင်မရာတွေကိုသွားစစ်ဆေးလိုက်အထောက်ထားတွေကိုသူ့ရှိမှချပြလိုက်စမ်းဖူအိမ်ရဲ့စီကန်းကသစိမ်းတွေကိုလာပြီးမှွေနှောက်ခွင့်မပြုဘူးငါမြေရဲ့လက်ညှိုးတစ်ချောင်းကိုတောင်ထိရဲတဲ့သူကတော့ဒီအတိုင်းအကောင်အတိုင်းပြန်ထွက်သွားဖို့မစင်စားနဲ့ငါတို့စီကန်းအတိုင်းလုပ်ကြမယ်သူလုပ်ခဲ့တဲ့ကိစ္စအတွက်တန်ရာတန်ကြီးပေးဆက်ခိုင်းရမယ်အရင်စစ်ဆက်ထားတဲ့မိမရဲ့အမြင်ကတကယ်ကိုအဆင့်တန်းမရှိတာပဲကြည့်ရတာဘယ်တော့ကကြောင်ကနေပြေးထွက်လာမှမသိတဲ့ပုံစံမျိုးပဲဝိတ္တစားတာကောအမူအရာကောကအဆင့်တန်းမရှိတဲ့အပြောဆိုအပြုမှုတွေပဲပေါ်လွင်နေတယ်အရင်ကရှင်ဘလို့များသဘောကျခဲ့လဲမသိဘူးအမြင်ကတော်တော်ကိုညံ့ပြင်းလွန်းတယ်ကျွန်တော်ရေးစားမှာအရင်ကဒီလိုအဆင့်မရှိတဲ့စိတ်ဆက်ထားသူရှိခဲ့ဘူးလေလို့တွေးမိတိုင်းကျွန်တော်တကူလုံးမတိမတာဖြစ်ရတယ်တစက်ပိတ်ဆန်းအဖိုးကြီးစကားပြောတော့မလို့စူညံနေတာနင်မကြဘူးလားရှာကိုမလို့ချင်တော့ရင်ဖျက်ထုတ်ပစ်လိုက်မယ်ဗိုက်စာရင်စားဖို့ပေါ့နင်မတော်တဆဖြစ်ပြီးကလေးကအခုဆိုကွက်တီ3လရှိသွားပြီဘာများပြောချင်တာရှိသေးလဲလမ်းပြန်လျှောက်နိုင်အောင်မလားပြန်မကောင်းတော့ဘူးလမ်းမလျှောက်နိုင်တော့တာတေချာရင်ဖူအိမ်ရဲ့အိမ်တော်ဦးစီးနေရာကိုဆက်ယူဖို့အရေးချင်းမရှိတော့ဘူးဖူအုပ်စုရဲ့ဥက္ကဋ္ဌယာတူးကိုလည်းအခြားသူကိုလွှဲပေးပြီးဖယ်ပေးရတော့မယ်မင်းတို့ရဲ့သဘောထားကောဘလို့လဲကျွန်တော်သဘောတူတယ်ဖူအုပ်စုကဒုက္ခိတတယောက်ကိုဥက္ကဋ္ဌအဖြစ်ဆက်ပြီးမခန့်အပ်နိုင်ဘူးဒါကဖူအုပ်စုရဲ့ပုံရိပ်ကိုထိခိုက်စေတယ်ခြေပြက်နေတဲ့သူကဥက္ကဋ္ဌလုပ်ဖို့လည်းမအဆင်ပြေဘူးလေစီးပွားရေးအကြောင်းပြောတဲ့အခါတိုင်းနေတိုင်းဝီးချဲနဲ့သွားနေမှာလားခြေထောက်ကပျက်စီးသွားပြီဆိုတော့လေယာတူးကဆင်းပေးပြီးကိုယ်လိုင်ကိုလွှဲပေးတင်တယ်ကိုယ်လိုင်ကဖူရန်ဆန်းထက်စားရင်အသက်လည်းနည်းနည်းငယ်သေးတယ်ငယ်ရွယ်တော့ပြိုးထောင်ပေးလို့ရတာပေါ့တကယ်ပဲငယ်ရွယ်တာကောင်းပါရဲ့အဖိုးကြီးတွေလို့စောစောတင်မှာမဟုတ်ဘူးလေအကိုကြီးတာကကျွန်တော်တို့မိသားစုကိစ္စလေပြင်ပလူကဘာလို့ဒီမှာဝင်ပြီးရှုပ်နေတာလဲစောင့်ကြည့်ဗီဒီယိုကအခုထိထွက်မလာသေးဘူးလားဟောပေါ်ဘလို့အလုပ်လုပ်နေတာလဲမြင်လူကိုဖမ်းလိုက်စမ်းရဲမတိုင်လဲရတယ်ငါတို့အချင်းချင်းတိတ်တဆိတ်ပဲဖြည့်ရှင်းကြမယ်သူ့ခြေထောက်ကိုရိုက်ကျိုးပစ်လိုက်ကိုယ်လိုက်အတွက်လက်စားချေပေးတယ်လို့ဖြစ်တာပေါ့အဖိုးကြီးစောင့်ကြည့်ဗီဒီယိုထွက်လာပါပြီသူ့ကိုဖမ်းဆန်းရဲတိုင်ပြီးဖမ်းခိုင်းလိုက်အထောက်ထားခိုင်လုံနေပြီးအနည်းဆုံးတော့3နှစ်လောက်ထောင်ကြမှာရဲတိုင်လိုက်မယ်ဟဲလိုရဲစခန်းကဒီမှာလူတယောက်ကတမင်တက်လူကိုနာကျင်အောင်လုပ်နေလို့ပါရှင်တို့မြင်မြန်လာဖမ်းပေးကြပါစောင့်ကြည့်ဗီဒီယိုထဲမှာသူလူရိုက်တဲ့ပုံရိပ်လုံးဝမပါဘူးနော်အာဒါကဘလို့ဖြစ်နိုင်မှာလဲအမိုက်တွေနဲ့စကားပြောရတာအုံနောက်6တယ်ပြန်ရောက်ရင်ရှင်ကိုဝက်အုံနောက်ဆုပ်ပြုတ်ချက်တိုက်မယ်အော်ဒါနဲ့တငယ်ချင်းလိုတတိပေးပါရစေဦးအထောက်ထားမရှိပဲနဲ့ရဲကိုလိန်တိုင်းရင်ရဲကိုလိန်လဲတိုင်တန်းမှုနဲ့ဖမ်းခံရနိုင်တယ်နော်မတုံးမလေးအထောက်ထားမရှိပဲကျမကိုအနိုင်ကျင့်ရင်ကျမကတော့ပြဿနာရှာမှာပဲကျမမှာအကောင့်တူပေါင်း8000ရှိတယ်အင်တာနက်ပေါ်မှာချပြလိုက်ရင်ရှင်တို့ယုံမလားမြောင်ဒီကိစ္စကိုနင်ကိုယ်တိုင်ပဲသက်ဆိုင်ရာဌာနကိုတွားပြီးရှင်းပြလိုက်အိမ်တွင်းရေးကိစ္စတွေအပြင်ကိုပြန့်သွားရင်ဘာပုံစံဖြစ်မလဲအစတုန်းကရှင်ပဲတရားဝင်လှုပ်ထုံးလုပ်နေတိုင်းဖြစ်ရှင်းမယ်ပြောတာမဟုတ်ဘူးလားရှင်ပြောလို့သာရှင်ပြောတဲ့အတိုင်းလိုက်လုပ်တာလေအခုအထောက်ထားမရှိတော့ကျမခေါင်းပေါ်လွှဲချပြန်ပြီပေါ့အဖိုးရှင်ဘလို့လုပ်ဒီလိုလုပ်နိုင်ရတာလဲထွက်သွားစမ်းဘသူကနင့်ကိုအဖိုးနဲ့ဒီလိုစကားပြောခွင့်ပြုလို့လဲစုံမစာမရှိတဲ့အကောင်ရေတောက်မလားရပြီရှင်တောက်မယ်ဆိုတာသိတာပဲလွယ်ထားတဲ့လက်ဖက်ရည်တောက်ပါဦးတော်ပါဦးအရင်ဆုံးအရေးကြီးတဲ့ကိစ္စကိုပြောရအောင်နင်သူ့ကိုဒီလောက်အထိအလိုလိုက်နေတာကဘာပုံစံလဲအရင်ဆုံးရေတောက်လိုက်ပါဦးတခြားစကားတွေထပ်မပြောပါနဲ့တော့နင်ကိုပျက်စီးသွားပြီလို့ဝန်ခံနေဆိုရင်လဲလက်စွပ်ကိုအပ်လိုက်တော့ထပ်စားအောင်မလားကျမကိတ်မုတ်တေးသေးလေးတင်မကဘူးတခြားမုတ်တွေကိုပါဝယ်လာသေးတယ်အစာအိမ်အတွက်ကောင်းတဲ့ကဲပါဇက်ဟာဦးအပ်လိုက်ပါတော့လက်စွပ်ကိုအပ်ပြီးရင်ကောကျွန်တော်နဲ့မိခင်ဖြစ်သူကိုဖူအိမ်တော်ကနေမောင်းထုတ်မှလားဒါကတော့အဲ့ဒီအထိဖြစ်လာမှာမဟုတ်ပါဘူးအိမ်တော်ဦးစီးရာထူးကိုမဆက်ခံရရင်တောင်မှနင်ကငါရဲ့မြေးပါပဲနင်းနဲ့နင်းမိခင်ကအနောက်ဘက်ဆောင်မှာဆက်နေလို့ရပါတယ်ဒါပေမဲ့အမွေဆက်ခံသူရဲ့အခွင့်အရေးအားလုံးကိုတော့နင်းဆုံးရှုံးရလိမ့်မယ်ရှယ်ယာထက်ဝက်ကိုငါနာမည်အောက်ပြန်လွှဲရမယ်ကျန်တဲ့ထက်ဝက်ကိုတော့ကိုယ်လိုင်ကိုလွှဲပေးရမယ်
နောက်ပိုင်းကျရင်နေနဲ့နစ်မိခင်ကဖူအိမ်ကတခြားလူတွေလိုပဲတတ်မှတ်ထားတဲ့လူမှုစေးကိုပဲလစဉ်ထုတ်ယူရမယ်။ဒါအပြင်နင့်ရဲ့အခုလိုပုံစံမျိုးနဲ့လူများရှိမှထွက်ပြသဖို့မသင့်တော်ဘူး။ဖူအိမ်ရဲ့ပုံရိပ်နဲ့အုပ်စုရဲ့ဂုဏ်သတင်းအတွက်စဉ်းစားပြီးတတ်မှတ်ချက်အတိုင်းအပြစ်မထွက်တာအကောင်းဆုံးပဲ။ဘယ်မီဒီယာရဲ့အင်တာဗျူးကိုမှလည်းလက်မခံရဘူး။အိမ်တော်ဦးစီးလက်စုပ်ကိုတော့ယာယီအားဖြင့်ကိုယ်လိုက်ကိုအပ်ထားလိုက်မယ်။သူငါရဲ့စမ်းသပ်မှုကိုအောင်မြင်ပြီးသွားတဲ့အခါကျမှကျန်တဲ့ရှယ်ယာထောက်ဝက်ကိုပါသူ့ကိုထပ်လွှဲပေးမယ်။ပြီးတော့မှသူကဖူအုပ်စုနဲ့ဖူမိသားစုတစ်ခုလုံးကိုတရားဝင်လွှဲပြောင်းရယူလိမ့်မယ်။ကိုယ်လိုင်ကအခုလောလောဆယ်ယာယီအိမ်တော်ဦးစီးဆိုပေမဲ့လည်းသူကအိမ်တော်ဦးစီးပဲ။နောက်ပိုင်းကျရင်နင်သူ့ပေါ်မယုံမသေးမလုပ်ရဘူး။သူ့ကိုဆဲဆိုတာမျိုးလည်းမလုပ်ရဘူး။သူ့မျက်နှာကိုပြတ်အောင်လည်းမလုပ်ရဘူး။ဒီစကားကမင်းတို့အားလုံးကိုပါပြောတာပါ။ကိုယ်လိုင်ကငါကိုယ်တိုင်ရွေးချယ်ထားတဲ့နောက်ထပ်အမွေဆက်ခံသူပဲ။လူတိုင်းကအိမ်တွင်းစည်းကမ်းအတိုင်းသူ့ကိုယူသေးလေးစားရမယ်စန့်ကျင်ဘက်မလုပ်ရဘူး။တိထားရမှာကဖူအိမ်ရဲ့အိမ်တော်ဦးစီးကလူအားလုံးရဲ့အထက်မှာရှိတယ်။ဒါကမိသားစုစည်းကမ်းပဲလိုက်နိုင်ရင်ဖူအိမ်မှာဆက်နေလိုက်မနိုင်ရင်ဖူအိမ်ကနေထွက်သွား။ထောက်ခံပါတယ်နားလည်ပါပြီ။ကျွန်တော်တို့လက်ရှိအိမ်တော်ဦးစီးကိုအစွမ်းကုန်ကူညီပံ့ပိုးသွားမှာပါ။ဆိုလိုတာကဒီဖိုးကြီးအုပ်စုတွေတည်သွားပြီးတဲ့နောက်မှာနောက်ထပ်အဖိုးကြီးအုပ်စုအသစ်တွေထပ်ထွက်လာအောင်မှာပေါ့။အော်ဒါနဲ့ရှင်တို့အိမ်ကအဖိုးကြီးတွေကိုအုပ်စုလိုက်ထုတ်လုပ်နေတာလား။မရိုင်းဆိုင်နဲ့ဟောဒီအဖိုးကြီးမြင်တယ်မလား။ဘာကိုမရိုင်းဆိုင်တာလဲခေါ်တာကိုလူလာကြဦးရှံဝံရွက်ဘာကိစ္စလဲဘိုက်စာရာရေးစာရာအိတ်ငိုက်တာပင်ပန်းတာအားလုံးကိုကျမရှံတက်တော်ဆောင်ကရှင်အတွက်ဝန်ဆောင်မှုပေးနိုင်ပါတယ်လက်စုပ်ကတော်တော်လာတာပဲလှလုံးလို့ကျမရဲ့အိတ်ကက်ထဲတောင်ထည့်ထားခြင်းနဲ့ဖူးရန်ဆန်းမင်းတောင်းကျမ်းလာကြည်လားအိမ်တော်ဦးစီးလက်စုပ်ကိုဘာလို့သူ့ကိုပေးလိုက်ရတာလဲကြည်ရတာဖူးရန်ဆန်းကဒုက္ခိတဖြစ်သွားတာတင်မကဘူးသူယူသွားပြီခြင်းနဲ့ယူသွားတာလားကျမကိုပေးလိုက်ပြီလေကျမကရှင်တို့အိမ်ရဲ့အဖိုးကြီးဖြစ်သွားပြီပေါ့ဒါလည်းရတာပဲကဲလာလေဘသူကောင်ကစပွဲထက်ပုံမှာလဲကျမကိုတစ်ချက်လောက်ရိုက်ခွင့်ပြုပါဦးပုံမှန်ဆိုရင်တော့အသက်ကြီးလေအရေးထူလေရိုးမာလေးပဲဒီကအဖိုးကြီးတွေစမ်းကြည့်လို့ရတယ်နော်ဒါကငါရဲ့အိမ်တော်ဦးစီးလက်စုပ်ပဲငါ့ကိုပြန်ပေးအာပြန်လာခဲ့ဦးအလိုဖူအိမ်ရဲ့အနာဂတ်အိမ်တော်ဦးစီးနဲ့အိမ်တော်ဦးစီးရဲ့အဖေကတကယ်ကိုပုံရိပ်ကောင်းတာပဲနော်ရှန်တက်တော်ဆောင်နေကဘဲချိန်ထိတောင်းကျမ်းနေဦးမှာလဲနင်ကပျက်စီးနေပြီပဲဟွန်းမိသားစုတစ်ခုလုံးကိုပါဒုက္ခပေးဦးမလို့လားလက်စုပ်ကိုသူ့သဘောကျလို့ပေးထားတာပါခိတ္တခဏတော့ပြန်မပေးနိုင်သေးဘူးအလိုလေးလန်းကဘာလို့ပိတ်နေတာလဲကျမဘီကိုမပြီးကြော်သွားရအောင်မယ်ရှင်ငင်းထိုင်တော့တထေးလေးနောက်ဆုတ်ပါမယ်တတိထားပါနောက်ဆုတ်ပါမယ်တတိထားပါအနာကဖယ်ပေးကြပါဦးလာပြီးမတိုက်မိစေနဲ့အဖိုးကြီးအိမ်တော်ဦးစီးပြောင်းလဲတာကအမွေဆက်ခံသူရဲ့ကိစ္စကြီးလေးအခုလိုတက်တော်ဆောင်လေးတယောက်ကိုဝင်ပြီးရှုပ်ခွင့်ပြုလိုက်တာလားဒါဆိုလက်စုပ်ကိုတကယ်ပဲသူ့ကိုပေးလိုက်တာလားလက်စုပ်ဟုတ်လားဒါဆိုဖူအိမ်ရဲ့အိမ်တော်ဦးစီးနေရာကိုမိမတယောက်ကလုပ်ရမှာလားဒါအပြင်သူကဖူအိမ်နဲ့ဘာမှလည်းမပတ်သက်ဘူးလေအကယ်၍တကယ်သာအဲ့ဒီလိုဆိုရင်ကျွန်တော်ပြောသင့်မပြောသင့်မသိပေမဲ့သူတောင်ဖူအိမ်ရဲ့အိမ်တော်ဦးစီးလုပ်နိုင်ရင်ကျွန်တော်လည်းဘာလို့မလုပ်နိုင်ရမှာလဲရန်ဆန်းကတောင်းကျမ်းနေတာပဲရှင်တို့ကလည်းသူ့ရဲ့တောင်းကျမ်းတဲ့စကားတွေကိုအတီးယူနေကြတယ်ပေါ့နောက်ရက်အနည်းငယ်လောက်နေပါဦးသူ့ကိုအချိန်နည်းနည်းလောက်ပေးလိုက်ပါကျမသူ့ကိုသွားရှာလိုက်မယ်သမင်းချက်ပြီးပြီလားမင်းခဏနေဦးအဲ့ဒီမိန်းကလေးကရန်ဆန်းနဲ့ဘာပတ်သက်တာလဲမူလကတော့ရန်ဆန်းအတွက်တက်တော်ဆောင်အနှဲငယ်ထက်ရှာပေးမလို့ပဲသူမိုက်မဲတဲ့ကိစ္စတွေမလုပ်မိအောင်လို့ပေါ့အဲ့ဒီမိန်းကလေးကတက်တော်ဆောင်လာလျှောက်တာလေကျွန်တော်ကြည့်ရတဲ့လောက်တော့သူကတက်ကြွတဲ့ပုံစံမျိုးဆိုတော့ရန်ဆန်းနဲ့စကားပြောပေးလို့ရတာပေါ့လက်ရည်ကလည်းကောင်းတော့ကျမထားလိုက်တာပါသူကဘယ်အိမ်ကမိန်းကလေးလဲငါမြင်ရတဲ့လောက်တော့သူကတာမန်မိသားစုကမွေးဖွားလာတဲ့မိန်းကလေးမျိုးမဟုတ်ဘူးမူလကတော့ဒီအတိုင်းဝိုင်းတွေကပဲဒါပေမဲ့မိသားစုစီးပွားရေးမကောင်းလို့ပျက်စီးသွားပြီးမိသားစုဝင်တွေလည်းမြို့တော်မှာမရှိကြတော့ဘူးဒီလိုမိန်းကလေးမျိုးကိုရန်ဆန်းပေးမှထားလို့မဖြစ်ဘူးအကျင့်ကတော်တော်ဆိုးတယ်မကြခင်ပြဿနာတက်လိမ့်မယ်သူ့ကိုပြဿနာမတက်စေချင်ရင်သူ့ကိုအမြန်ဆုံးထွက်ခွာသွားခိုင်းလိုက်ပါဒါဆိုငါလည်းဘာမှမဖြစ်ခဲ့တယ်လို့သဘောထားပေးမယ်ကျမသိပါပြီအခုပဲသွားစီစဉ်လိုက်ပါမယ်ရန်ဆန်းကိုပို့ပြီးဖြောင်းဖြပေးပါဦးသူ့ကိုငါကိုယ်တိုင်ပြုစုပြောထောင်လာတာမလို့သူ့ကိုအခုလိုပုံစံမျိုးမမြင်ချင်ဘူးဒါပေမဲ့မင်းနဲ့ရန်ဆန်းကအမှန်တရားတစ်ခုကိုတော့နားလည်ရမယ်ဖူအိမ်ကအတုံးမကျတဲ့လူကိုကြွေးထားနိုင်ပေမဲ့အတုံးမကျတဲ့လူရဲ့ဘဝကအမွေဆက်ခံသူလောက်တက်တောင့်တက်တာမရှိဘူးဆိုတာပဲအဖေကအက်ဆီဒင့်ကိစ္စကရန်ဆန်းကဘသူထက်မဆိုပိုပြီးခံစားရတာပါဒီလောက်ကြီးမားတဲ့တန်ရာကိုကြုံတွေ့ရပြီးနောက်မှာကိုအားမလျှော့တဲ့သူမရှိပါဘူးရှင်ကသူ့ကို3လပဲအချိန်ပေးတာတကယ်ကိုရက်ဆက်လုံးပါတယ်ဖူအုပ်စုရဲ့အမွေဆက်ခံသူဖြစ်တဲ့အတွက်သူ့ကို3လအချိန်ပေးတာတော့အများကြီးပဲစကားတွေအများကြီးပြောမနေနဲ့တော့သွားလို့เสียရှိတာသွားလို့တော့တထေးလေးဖူရန်ဆန်းတာကဘလောက်တန်တာလဲကျမရှင်အတွက်တရားဝင်ကိုယ်စားလှယ်လုပ်ပေးမယ်ရှင်ကျမကိုဈေးလျှော့ပေးဖို့မလိုပါဘူးဒါပေမဲ့ကော်မရှင်ကကိုတော့ဒီလက်စွပ်ရဲ့10%ဈေးနှုန်းအတိုင်းကျမကိုပေးလို့ရမလား
ငါရဲ့ဝီချဲကမင်းရဲ့မိဖို့ချောင်ဖြစ်နေလို့လားပေးလို့ရမလားတရားဝင်ကိုယ်စားလှယ်လုပ်ရတာလည်းမလွယ်ဘူးလေဘာကိုယ်စားလှယ်လဲရှင်လက်စွပ်ကိုကျမစီမှာတင်ခိုင်းထားတာကကုမ္ပဏီရဲ့တရားဝင်ကိုယ်စားလှယ်ကိုကျမကိုလုတ်ခိုင်းတာနဲ့အတူတူပဲမဟုတ်ဘူးလားအဖိုးကြီးကိုကျမရှင်းမယ်ကိစ္စရှိရင်ကျမအရင်ထိတ်တိုက်ရင်ဆိုင်မယ်နောက်ဆုံးကြမှာရှင်ကအနိုင်ပိုင်းပေါ့ကျမထောင်ထဲဝင်ရလဲရပါတယ်ဒါပေမဲ့ကြိုပြောထားမယ်နော်ကျမအထဲဝင်ပြီးပြုပြင်ပြောင်းလဲနေတော့ရှင်ကျမတို့အိမ်ကိုပြန်လဲတိဆောက်ပေးရမယ်ပြီးတော့ကျမတို့ရဲ့အိမ်ကြီးအိမ်ကောင်းကိုပါပြန်ဝယ်ပေးရမယ်ရှစ်ဘက်ကအကျိုးအမြတ်တေချာပေးနိုင်တဲ့၍တော့ကျမဘာမဆိုလုပ်ရဲတယ်ရှင်ကျမကိုအရင်ပြောဦးဘသူကိုအရင်ရိုက်ရမလဲအဖိုးကြီးကိုလာမင်းပတ်စံမလုံးလို့ယူနေပြီလားဒီစီတီကမချိုတဲ့အပြင်တော်တော်လေးဈေးကြီးတယ်ကျမမှတ်မိတလောက်တော့စားစရာတွေရှိသေးတယ်ထင်တယ်ကျမရှာဖွေလိုက်အောင်မယ်ငါရဲ့ဝီချဲကရှင်ရဲ့မိဖို့ချောင်ဖြစ်နေလို့လားအလိုမရှိတော့ဘူးကျမအပြင်စာကိုဒီလောက်ပဲမှလိုက်တာလားဘိုင်းမဝသေးဘူးပဲနွားကိုစောင်းတီးပြနေတယ်လို့ပဲငါ့ကိုပြန်တွန်းပြီးတော့ငါအိတ်ချင်ပြီအော်မဟုတ်သေးပါဘူးရှင်ဝီချဲကလျှက်စစ်နေမလားကိုဘာသာသွားလေကျမဘေးကနေလိုက်ခဲ့မယ်နင်ကပြင်းနေတာပဲနင်းလာစာကိုနှုတ်ရမယ်စာချုပ်ထဲမှာမပါဘူးစာချုပ်ထဲမှာအလုရှင်ကိုမရိုက်ရဘူးလို့ပါတယ်လေနင်ရိုက်ခဲ့လားပတ်စံနှုတ်မယ်2000လွှဲပေးလိုက်အာရှင်တကယ်ကိုလူသားဆန်မှုမရှိတာပဲကျမပြောမယ်နင်အိမ်မှာဆိုရင်တော့ငါရဲ့သားပဲအခုစီးပွားပြတ်သွားပြီဆိုတော့လေနင့်ဘာသာနင်ကစားတော့ပေါ့ကျမအလုပ်ထွက်တယ်နှုတ်ဆက်ပါတယ်2ရက်ပဲလုပ်ရသေးတယ်နောက်ထပ်အလုပ်ထပ်ရှာရအောင်မယ်မဟုတ်ရင်လည်းအဖော်လုပ်ပြီးတဲ့အလုပ်ပဲသွားလုပ်တော့မယ်ကျမလည်းတခြားဘာမှမလုပ်တတ်ဘူးစကားမှသွားတယ်နောက်ဘယ်တော့မှမတွေ့ချေပဲနောက်ဘယ်တော့မှအမှောင်ခန်းထဲမှာမတွေ့ပြရစေနဲ့တော့ဘာပဲဖြစ်ဖြစ်ဘယ်သူမှကျမလိုမျိုးညီတူးဆက်မောင်းပြီးရှင့်အိမ်ကိုလာဖြိုပေးမှာမဟုတ်ဘူးတခင်လေးကရှန်တက်တော်ဆောင်ကိုမခွဲနိုင်တာလားတခင်လေးကဘာကိုမခွဲနိုင်ရမှာလဲပြီးတော့သူကအလုရှင်ကိုပါရိုက်သေးတာကျွန်တော်နဲ့မတူဘူးကျွန်တော်ကအလုရှင်ကိုဘယ်တော့မှမရိုက်ဘူးသူ့ရဲ့လက်ရည်နဲ့ဆိုရင်ဘယ်နေရာသွားအလုရှာရတာမပူရပါဘူးဒီအစွမ်းနဲ့နာမည်ကြီးလာရင်တောင်ကြီးလာအောင်ပါစကားမပြောရင်ဘယ်သူမှမင်းကိုစိုးအိမ်ရတယ်လို့မထင်ဘူးကျမစိတ်လိုက်မှန်ပါဖြစ်သွားတာဝန်ခံပါတယ်စပွဲကိုမမောက်တင်ဘူးပို့ပြီးတော့လည်းအဖိုးကြီးကိုမှောက်ရက်လဲလူနီးပါမလုပ်တင်ဘူးနောက်ပိုင်းကျရင်ကျမစားပွဲလဲမမောက်တော့ဘူးအဖိုးကြီးကိုလည်းမမောက်တော့ဘူးအော်ဟုတ်တာပဲဖူခွေးလိုင်ကိုလည်းကျမမလုပ်တော့ဘူးကျမကိုနောက်ထပ်အခွင့်အရေးတစ်ခုလောက်ထပ်ပေးလို့ရမလားဒါမှမဟုတ်လစာနည်းနည်းပဲပေးပါရာထူးချပေးပါရှင့်အိမ်မှာတန်ရှင်းရေးသမားပဲလုပ်ပါမယ်အရင်လစာရဲ့3ပုံ1ပုံပေးရင်ရပါပြီ2ရက်စာရော်ကြီး2000ပေးလိုက်မယ်နင်းသွားတော့ဖူအိမ်ရဲ့ဘယ်လောက်ကမှနင့်ကိုထပ်ပြီးငှားရမှာမဟုတ်ဘူးရပါပြီဒါဆိုကျေးဇူးတင်ပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုကျမအရင်သွားပါပြီအသက်ငယ်ရွယ်နဲ့ပတ်စံကိုအရန်အလေးမထားပါနဲ့